မေတ္တာတုံမှာမြတ်စွာဘုရားဘာတွေဟောခဲ့လဲကရဏီယမထကုတလေနယန္တတန္တံပရံအဘိသမစ္ဆဆိုတာအင်တမဒီကြွချောင်းစီလျော်ပြီးတော့စိတ်နှလုံးအေးချမ်းပြီးအပြန်အလှန်လေးစားတဲ့လူအတိုင်းဝိုင်းလူဖွဲ့စည်းဖြစ်ဖို့ရအတွက်မြတ်စွာဘုရားမေတ္တာဘလောက်အရေးကြီးတယ်ဆိုတာကိုဟောကြားထားတယ်အထကုတလဆိုဘယ်လိုလုပ်ရင်လူအတိုင်းဝိုင်းတိုးတက်နိုင်တယ်ဆိုတာကိုလိမ္မာကျွမ်းကျင်တဲ့ပုဂ္ဂိုလ်အထကုတလကိုကျိုးကိုစီးပွားအများရဲ့အကျိုးစီးပွားကိုယ့်ရဲ့အကျိုးစီးပွားတစ်ဖက်သားရဲ့အကျိုးစီးပွားနားလေသဘောပေါက်တဲ့ပုဂ္ဂိုလ်အထကုတလဆိုအင်္ဂလိပ်စကား skill ဆိုတာနဲ့အတူတူလိမ္မာတယ်ကျွမ်းကျင်တယ်သိတယ်ကိုယ်အကျိုးစီးပွားသူအကျိုးစီးပွားနှလုံးရဲ့အကျိုးစီးပွားပေါ်မှာလိမ္မာတယ်လှုပ်တတ်တယ်၊ကိုင်တတ်တယ်၊ဖော်ဆောင်နိုင်တယ်ဆိုတဲ့ပုဂ္ဂိုလ်ကရဏီယမထကုတလေနအဲ့ဒီပုဂ္ဂိုလ်ဟာလိုက်နာပြီးတော့လုပ်ရမယ့်အချက်တွေရှိတယ်ကိုယ်အကျိုးစီးပွားလဲတိုးတက်စေခြင်းနဲ့တစ်ဖက်သားရဲ့အကျိုးစီးပွားလဲတိုးတက်စေခြင်းကိုယ်နဲ့ကိုယ်ပတ်ဝန်းကျင်ကြီးပွားတိုးတက်ပြီးငြိမ်းချမ်းသာယာတဲ့ကမ္ဘာတစ်ခုတိဆောက်ခြင်းနဲ့တိဆောက်နိုင်တဲ့နိလန်းကိုလည်းသိတယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာအထကုတလအဲ့ဒီလိုသိတဲ့ပုဂ္ဂိုလ်ဟာကရဏီယလိုက်နာလုပ်ရမယ့်ကိစ္စတွေရှိတယ်ယန္တတန္တံပရံဘိသမစ္ဆစိတ်နှလုံးအေးချမ်းမှုကိုပေးနိုင်တဲ့အနေအထားတွေဒီနေရာမှာတော့နိဗ္ဗာန်ထီအောင်အမြင့်ဆုံးကိုမျှော်မှန်းလိုက်တော့ယန္တတန္တံပဒံဘိသမစ္ဆတန္တဆိုတာအေးချမ်းတဲ့မြတ်စွာဘုရားအမြင့်ဆုံးနိဗ္ဗာန်ကိုပြောတာအခြေခံအားဖြင့်ပြောမယ်ဆိုရင်စိတ်နှလုံးအေးချမ်းမှုကိုစာပေကျမ်းကမှလည်းဟရယတန္တိဆိုတဲ့စကားလုံးသုံးတာရှိတယ်ဟရယဆိုတာနှလုံးသားစိတ်ဓာတ်တန္တိဆိုတာငြိမ်းချမ်းတာစိတ်နှလုံးရဲ့အေးချမ်းမှုဆိုတာအဲ့ဒီစိတ်နှလုံးအေးချမ်းမှုကိုဖော်ဆောင်နိုင်မှုအတွက်မြတ်စွာဘုရားဒါကိုဥတည်ရည်စူးပြီးငြိမ်းချမ်းမှုအချင်းချင်းအပြန်အလှန်လေးစားမှုဆိုတဲ့ဒီကိစ္စတွေကိုဥတည်ပြီးတော့လိုက်နာဆောင်ရွက်ရမှာတဲ့ဘာတွေလဲလို့ဆိုရင်သက်ကောလုံနိုင်စွမ်းရှိရမယ်လုံနိုင်စွမ်းဆိုတာဒါအရေးကြီးတာလှုပ်ချင်တဲ့စိတ်လည်းရှိရမယ်လုံနိုင်စွမ်းရှိရသက်ကောဆိုတာအရေးချင်းတစ်ခုပဲလုံနိုင်တဲ့စွမ်းရည်ရှိရမယ်ကျင့်ကျင်တဲ့စိတ်ဓာတ်တွေရှိရမယ်အေးချမ်းမှုကိုလိုလားတဲ့စိတ်ဓာတ်တွေရှိရမယ်အဲ့ဒီပုဂ္ဂိုလ်ဟာအရေးကြီးဆုံးကဘာတော့ဆိုဥစုသူဟုစုရိုးသားဖြောင့်မတ်ရမယ်ကောက်ချစ်တာမလုံးဝဘူးရိုးသားဖြောင့်မတ်တယ်ဆိုတာစိတ်ထဲရှိတဲ့အတိုင်းအမှန်ကိုအမှန်တိုင်းတစ်ဖက်သားကိုသိစေတာရိုးသားတယ်လို့ခေါ်တယ်ဗမာပြည်မှာတော့ပြောလို့ရှိတယ်ရိုးသားတာကိုရိုးရတယ်နဲ့သွားပြီးတော့တွဲတယ်အဲ့ဒါလို့ဆိုလိုတာမဟုတ်ဘူးရိုးသားတယ်ဆိုတာဖြောင့်မတ်တယ်လို့ဒီလိုဆိုလိုတယ်ကောက်ကျစ်တာနဲ့ရိုးသားတာနဲ့ရိုးအရာနဲ့နော်ထက်မြက်တာနဲ့တခြားရိုးအရာတော့မကောင်းဘူးအရာမကောင်းဘူးမသိတာနလဘိန်းတုံးဆိုတာကြတော့အဲ့ဒါရတယ်လို့ခေါ်တယ်ဗမာစကားမှာတော့ရိုးတယ်နဲ့သွားရောတယ်အဲ့တော့ရိုးသားတယ်ဆိုတာဖြောင့်မတ်တယ်စိတ်ထားတိမှတ်တယ်မှန်ကန်တယ်ဆိုတာကိုရိုးသားတယ်သူဟုစုအလွန်ရိုးသားဖို့လိုတယ်အရေးကြီးလို့နော်ရိုးသားရမယ် honest quite honest ဒီလိုဆိုလို့တာရိုးသားအလွန်ကိုရိုးသားတယ်ဆိုတာစိတ်ဓာတ်ကိုရိုးသားမမှန်ကန်လောက်တာမျိုးမရှိဘူးစိတ်ဓာတ်ကိုရိုးသားတကောဥစုစသူဟုစုဒီမိတ္တသုတ်ဆိုတာရွတ်ဖတ်နေဖို့တဲ့
ရွတ်ဖတ်ပြီးတော့ဆင်ញင်စဉ်းစားပြီးကိုယ်တိုင်လိုက်နာကျင့်သုံးဖို့ဆေးဆိုတာတောက်တယ်တောက်ရအားဆေးပဲဖြစ်ဖြစ်ယောဂပြောက်တဲ့ဆေးပဲဖြစ်ဖြစ်ဆေးဆိုတာတောက်အောင်ဆေးစာဖတ်ပြီးတော့ဒီဆေးလေးကကောင်းလိုက်တာလို့ဆိုပြီးမတောက်ဖဲထားဘာအကျိုးမှရမှာအခုမေတ္တာသုံးဆိုတာရွတ်နေုံနဲ့အကျိုးမရဘူးရွတ်ဖတ်နေုံနဲ့ရွတ်ဖတ်ပြီးတော့ဘာလို့လောကလူသားတွေကပရိစ္ဆိုတာရွတ်လိုက်တာနဲ့ကိစ္စပြီးတယ်လို့ထင်နေကြတယ်နော်အပေါ်ယံလေးကိုစဉ်းစားကြတယ်အလေးနဲ့ထားကြမှာဒီလိုမဟုတ်ဘူးရိုးသားရမယ်ဖြောင့်မတ်ရမယ်မေတ္တာမပြတ်အောင်ရိုးသားမှုကသိအရေးကြီးမယုံမသားလုပ်လိုက်ရင်မေတ္တာပြတ်သွားတယ်ဒါထုံးလောကမှာမယုံမသားလုပ်တာကိုအကြောင်းပြုပြီးမေတ္တာပြတ်ကြတယ် mutual respect ချင်းချင်းပြန်လည်လေးစားမှုတွေပြည့်ရင်းသွားတယ်ဒါကြောင့်မေတ္တာသုံးမှာပြောတာတကောဥစုစသူဟုစုစရိုးသားပါဖြောင့်မတ်ပါဒီလိုဆိုလို့ရပေါ့နော်အဲ့တော့ရိုးသားဖြောင့်မတ်မှုကမေတ္တာတည်ဆောက်ဖို့အတွက်သိအရေးပါလို့လူတွေကလွယ်လွယ်ကူကူတော့မေတ္တာပို့ပါတယ်တတ္တဝါတွေချမ်းသာကြပါစေချမ်းသာကြပါစေဒီလိုမေတ္တာပို့အဲ့ဒီလိုမေတ္တာပို့ယုံနဲ့အောင်မြင်မှုရမှာမဟုတ်ဘူးမေတ္တာဆိုတာကိုယ်တိုင်လိုက်နာကျင့်သုံးဖို့လိုအပ်တယ်ကိုယ်တိုင်လိုက်နာကျင့်သုံးဖို့ဆိုတာရိုးသားအစွမ်းကုန်ရိုးသားတက်ကောဥစုစသူစုတခါတော့ကန္တရကဆိုတဲ့ဆင်တွေကိုအတတ်သင်ပေးတဲ့ဆရာတစ်ယောက်မြတ်စွာဘုရားစီရောက်လာတယ်ရောက်လာပြီးတဲ့အခါမှာသူကမြတ်စွာဘုရားကိုချီးမွမ်းထောမနာတယ်ချီးမွမ်းတော့ဆိုရှင်ဘုရားဟာအလွန်ကောက်ကျစ်တတ်တဲ့လူတွေကိုဆုံးမသွန်သင်တာအာဂမန်းမှာပဲဆိုတဲ့စကားပြောတယ်တိရစ္ဆာန်တွေကိုသွန်သင်ပြသဆုံးမရတာလွယ်တယ်တဲ့တိရစ္ဆာန်တွေကရိုးတယ်ဖြောင့်တယ်နော်တိရစ္ဆာန်တွေကရိုးတယ်ရိုးသားတယ်ဖြောင့်မတ်တယ်လူတွေကကောက်ကျစ်တယ်လို့သူပြောတာသူကဆင်တွေကိုအတတ်သင်ပေးနေတာဆိုတော့ဆင်တကောင်ကိုတဲ့တပည့်တော်တယုဇနာခရီးအသွားပြန်စီးကြည့်လိုက်တာနဲ့ဒီကောင်ရဲ့ညင်နေအကုန်သိရတယ်သူကပြောတာဆင်နေသင်လို့လွယ်တာသူ့ရဲ့အကျင့်စရိုက်တွေအကုန်လုံးသူကရှုပ်ဝက်မထားဘူးအကုန်လုံးပေါ့ဒါကြောင့်မို့သူသုံးတဲ့စကားလုံးကဥဒ္ဒါနကင်းညေတံဗန္တိယတိထံပတ္တောရှင်ဘုရားတဲ့ဒီအကောင်တွေကအသိယိုသားကြတယ်ဖြောင့်မတ်ကြတယ်စိတ်แท้ရှိတာလှုပ်တာတဲ့သူတို့ကနော်စိတ်แท้ရှိတာလှုပ်တာအဲ့ဒါကြောင့်မို့ဒီကောင်တွေသင်ရတာလွယ်တယ်တဲ့ဒါပေမဲ့ဘုရားတပည့်တော်ရဲ့နောက်လိုက်နောက်ပါတွေအတိုင်းဝိုင်းတွေမိတ်ဆွေတွေပေါင်းတယ်လူတွေကြတော့အတော်ကောက်ကျစ်တယ်ဂုံရှင်နေညေတံဗန္တိယတိထံမနုဿာအရှင်ဘုရားလူတွေဟာအလွန်ရှုပ်ဝက်တယ်လူတွေရဲ့စိတ်နှလုံးကအလွန်ရှုပ်ဝက်အသိခက်တယ်တပည့်တော်ရဲ့အလုံးလုံးနေတဲ့ပုဂ္ဂိုလ်တွေစိတ်ထဲကတစ်မျိုးပြောတာကတစ်မျိုးသူတို့ဟာစိတ်ထဲနဲ့ပြောတဲ့စကားနဲ့စိတ်ထဲရှိတာနဲ့လှုပ်တာနဲ့တလွဲစီကြည့်ပဲဆင်နေကြတော့အဲ့ဒါလို့မဟုတ်ဘူးဗျာတဲ့အလွန်ဖြောင့်နေဒီကောင်တွေကစိတ်ထဲရှိတာတွေအကုန်ထုတ်တယ်အသွားပြန်စီးကြည့်လိုက်တာနဲ့ဒီကောင်ရဲ့အနေထားတွေအကုန်သိတယ်လူတွေကြတော့တပည့်တော်တလနေလဲမသိတစ်နှစ်နေလဲမသိနှစ်ပေါင်းများစွာတပည့်တော်နာအလုံးလုံးနေတဲ့လူတွေအကြောင်းမသိဘူးတဲ့အလွန်သိရခက်တယ်လို့သူကဒီလိုရှောက်ခဲ့တယ်အဲ့ဒါလို့သိရခက်တဲ့လူသားတွေကိုရှင်ဘုရားဆုံးမတာတော့အနုတ္တရောပုရိသဓမ္မတရတိဆုံးမတတ်တဲ့ပုဂ္ဂိုလ်တွေကိုဆုံးမတာအလွန်အံ့ဩစရာကောင်းပါတယ်လို့မြတ်စွာဘုရားကိုချီးကျူးပြီးရှောက်ထားတဲ့စကားလေးတစ်ခုရှိသူ့နာမည်ကကန္တရကအဲ့ဒါကြောင့်မို့လို့လူတယောက်ဟာရိုးသားဖြောင့်မတ်မှုသိအရေးကြီးတယ်ကိုယ့်ကိုယ်ရိုးဖြောင့်အောင်နေတတ်ဖို့ကြိုးစားကိုယ့်ကိုရိုးရိုးသားသားဖြောင့်ဖြောင့်မတ်မတ်ငါပါဇက်ကပြောတဲ့အတိုင်းငါစိတ်ထဲကဟုတ်ကဲ့လား
စိတ်ထဲကရှိတဲ့အတိုင်းပြောတာဟုတ်ကဲ့လားတစ်ဖက်သားကိုတစ်မျိုးထင်သွားအောင်ပြောတာလားဟန်လို့ပြောတာလားဟန်ဆောင်ပြောတာလားဆိုတာလေမရှိစေရဘူးတဲ့ဥစုစာသူဟုစုစာဖြောင်းမရမယ်လုံးဝဖြောင်းမရမယ်သူဝစောတစ်ဖက်သားကလာပြီးအကြံဉာဏ်ပေးမယ်ဆိုလို့ရှိရင်စဉ်းစားလက်ခံနိုင်တဲ့စွမ်းရည်တတ္တိရှိရအကောင်းပြောလဲအကောင်းလို့မယူဆတဲ့ပုဂ္ဂိုလ်အပြောမခံတဲ့ပုဂ္ဂိုလ်ဗမာပြည်မှာတုံ့ပြန်တတ်တဲ့ဟာရှိတယ်လေလူငယ်လူရွယ်တွေကြောင့်ရှာမရှိနဲ့ဆိုတဲ့စကားပေါ့နော်အဲ့ဒီလိုဆရာမလုံးနဲ့ရှာမရှိနဲ့ဆိုတဲ့စကားသူဝဆပြောဆိုကြံပေးလို့ခက်ခဲတယ်ပြန်ပြီးတော့ respond လုပ်တာအဲ့ဒီလိုနဲ့လုံးလေးရှိတတ်ကြတယ်ပေါ့သူဝဆောသတ္တမုဒုအနာတိမာနိမုဒုစိတ်နေသဘောထားမာနမရှိတာကိုပြောတာပျော့ပြောင်းတယ်ဆိုတာမာနနဲ့ခက်ထန်တာမျိုးဒေါသမခက်ထန်ဘူးပျော့ပြောင်းတယ်မေတ္တာရှိတယ်တစ်ဖက်သားအနတ္တိမာနိကြီးမားလွန်းတဲ့မာနမရှိဘူးမာနဆိုတာရှိတဲ့မာနတော့ရှိရရှိတဲ့မာနဆိုတာဘာလဲကောင်းတဲ့ဘက်ကိုဥတည်နေတယ်သူတောင်လို့ဖြစ်အောင်လုပ်နိုင်သေးတာလဲငါလည်းဖြစ်ရမယ်ဆိုတဲ့မာနမျိုးသူရောက်တဲ့အစဉ်တန်းကိုသူလည်းလူပဲငါလည်းလူပဲငါလည်းကြိုးစားရင်ဖြစ်ရမယ်ဆိုတဲ့မာနမျိုးကရှိရအဲ့လိုမဟုတ်ဘဲနဲ့တစ်ဖက်သားကိုထင်သေးတဲ့မာနမျိုးဆိုတာမျိုးကတော့မရှိသင့်ဘူးတဲ့ဒီလိုဆိုလို့အနာတိမာနိဆိုအဲ့တော့ဒီမေတ္တာတုတ်ဟာလူတော်လူကောင်းတွေဖြစ်ဖို့ရအတွက်မြတ်စွာဘုရားလမ်းညွှန်မှုပေးထားတယ်အဲ့တော့ကိုယ့်ကိုဒါတွေနဲ့ပဲစံချိန်ထိုးရမယ်ငါဟာယောသားရဲ့လားလုံးဝယောသားရဲ့လားနော်သူဝဆအကျိုးလိုလားတဲ့ပုဂ္ဂိုလ်တွေမိတ်ဆွေသင်္ကားတွေဆရာသမားတွေမိဘတွေကဆုံးမသွန်သင်လို့ရှိရင်ငါဟာလိုက်နာတယ်လားခေါင်းမာနေသလားမုဒုဒေါသတွေခက်ထန်မှုမရှိဘဲနဲ့ပျော့ပျော့ပြောင်းပြောင်းရှိရလားအနတ္တိမာနိမာနတွေကင်းရလားဆိုတာဟာမေတ္တာတိဆောက်ဖို့အတွက်ဒီအခြေအနေကောင်းတွေလေ့လာကြည့်လိုက်ပါဦးဒီအခြေအနေကောင်းတွေကိုယ်တဏ္ဍာမှာရပြီဆိုမှဒါဟာသူတော်ကောင်းတကယ်ကိုယ့်ဘက်ကလူလေသေးမရှိအောင်ကောင်းတဲ့အခြေအနေတွေလို့ဒီလိုသတ်မှတ်ဖြစ်တယ်အဲ့ဒါလို့ဖြစ်အောင်မေတ္တာတို့ကျင့်စဉ်ရကျင့်ကြံကြိုးကိုအထောက်ဒါတွေတိဆောက်ပြီးမှမေတ္တာပို့တာပို့အဲ့ဒါမှကိုမေတ္တာခိုင်မြဲမှဖြစ်တယ်ပေါ့ပါဇာကတော့မေတ္တာပို့ပါရဲ့နော်နည်းနည်းလေးမှအပြောမခံနိုင်ဘူးနော်နည်းနည်းလေးမှပြောမခံနိုင်ဘူးအဆိုမခံနိုင်ဘူးဆိုတဲ့မောက်မာတဲ့စိတ်ဓာတ်မျိုးတွေရှိနေသမျှကာလပတ်လုံးမေတ္တာဆိုတာတိဆောက်လို့ရမှာမဟုတ်ဘူးကြောက်တုံးကြီးပေါ်မှာတစ်ပင်စိုက်တယ်လို့ဖြစ်မှာပဲပင်ပေါက်ဖို့ခက်တယ်မေတ္တာပြိုးဖို့ခက်တယ်ဒါကြောင့်မို့မြတ်စွာဘုရားဟောကြားဆုံးမထားတဲ့မေတ္တာတုတ်ထဲမှာလာတဲ့အတိုင်းကျင့်ကြံကြိုးကိုအထောက်အမယ်လူတော်လူကောင်းဖြစ်အောင်ကိုယ့်ကိုစောင့်တည်ကြအောင်ပါအဲ့ဒါလို့စောင့်တည်လိုက်တဲ့ပုဂ္ဂိုလ်တွေဟာမြတ်စွာဘုရားနဲ့တွေ့သွားတဲ့အခါမှာတရားဥတရားမြတ်တွေရတယ်ဘဝမှာသူလိုကိုလိုရှိကြတော့လေစိတ်နေသဘောထားမြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေထူးခြားတဲ့တရားဓမ္မကိုသိတဲ့ပုဂ္ဂိုလ်မျိုးတွေအဆင့်ကိုရောက်သွားနိုင်တယ်ကိုယ့်ကိုယ်လည်းအဆင့်မြင့်အောင်ကြိုးစားကိုယ်ကိုယ်တိုင်ကြိုးစားမှသာရနိုင်တယ်လို့ဒီလိုဆို